နှစ်ယောက်ချစ်တွေကဘာကြီးလဲသိစေရင်မြေတိုင်းတဲဆူတောင်းနေအခက်ခဲများတွေ့ပါစေစိုးမကြောက်နေမေကိုရင်ဆိုင်ကဖြတ်သမေရိုင်းနေသူကိုရဲ့ဘဝရင်လက်တွေလျှောက်ခဲလို့ကျေးဇူးပါမေတဘဝလုံးသာချစ်ရသူလေးကိုကြရှုံးရင်ဖေးမသူလေးရင်ထဲမှာသိစိတ်ကထားမယ်အခြားတယောက်နောက်ထပ်မရှိတော့ပါမေဂျင်းလက်စွာပြောမေ့ထွက်နောက်ဆုံးရစ်ချစ်တွေမေ့ထွက်နောက်ဆုံးပါအစားထိုးနောက်ထပ်မရှိတော့ပါမေချစ်ရသူမေရဲ့လောကရင်တို့ဝေးဖို့ကြောင့်ဖန်အချိန်တန်ပြီးဆိုနေလေလေတို့နှစ်ယောက်ချစ်ကပါအတူထားခဲ့တဲ့စာအစဉ်ခိုင်းမှရမပြတ်ဘူးမေအရာတိုင်းကမေရဲ့လို့ကြအမြဲစိတ်ချလို့သွားလိုက်ပါမေတဘောလုံးသာချစ်ရလူကိုကြရှုံးရင်ဖေးမသူလေးရင်ထဲမှာသိစိတ်ကထားမယ်ချားတယောက်နောက်ထပ်မရှိတော့ပါမေဂျင်းနဲ့စွာပြောမေ့ထွက်နောက်ဆုံးဒီချစ်တွေမေ့ထွက်နောက်ဆုံးပါအစားထိုးနောက်ထပ်မရှိတော့ပါမေဂျင်းနဲ့စွာပြောဒါမေ့ထွက်နောက်ဆုံးကံကောင်းသူကိုရဲ့ဘဝအိမ်မှာမေ့ထက်နောက်တယောက်မရှိတော့ပါမေချစ်ရသူမေချစ်ရသူမေကိုချစ်ရသူမေကိုချစ်ရသူမေချစ်ရသူ